ကျမချိမိတ်ဆွေခုနှစ်သက်သမီးအားလုံးမင်္ဂလာပါနော်ကျမချိမိတ်ဆွေခုနှစ်သက်သမီးတွေကိုဒီနေ့ဆီယမလေးကနေပြီးတော့လွယ်ကူရိုးရှင်းပြီးတော့ရက်တူတူနဲ့ထိရောက်စေတဲ့ဂမ်ဘီယာရေဒီယာလေးတစ်ခုကိုလက်ဆောင်ဖြစ်နေပြပြပေးရမှာပဲဖြစ်ပါတယ်ဒီရေဒီယာလေးကိုဘယ်လိုလူမျိုးတွေပြုလုပ်ရမလဲဆိုလို့ရှိရင်မိမိကအလုံးမှာပဲဖြစ်ပါစေအိမ်မှာပဲဖြစ်ပါစေဥပမာမိမိကဆိုင်ဖွင့်ထားတယ်မိမိဆိုင်ရဲ့ဘေးပတ်ဝန်းကျင်ရပဲဖြစ်ပါစေပေါ့နော်သူတို့တွေကနေပြီးတော့မိမိကိုမလိုလို့မုန်းတီးလို့နီးလန်းမျိုးစုံတွေအကြောင်းရင်းမျိုးစုံတွေပေါ့နော်မိမိကိုစိတ်နှောက်ယှက်ကိုယ်နှောက်ယှက်ပေးတာကိုမိမိကခံနေရတယ်မိမိကိုပေါ့နော်စိတ်ကောလူရောပေါ့နော်ပင်မရအောင်ပြုလုပ်နေကြတာသူတို့ရဲ့ပြုလုပ်တာကိုမိမိကခံနေရတယ်အနိုင်ကျင့်တာကိုခံနေရတယ်ဒီလိုလူမျိုးတွေပြုလုပ်တဲ့နဲ့လွယ်ကူရိုးရှင်းပြီးတော့ရက်တူတူနဲ့ထိရောက်စေတဲ့ရေဒီယာလေးပဲဖြစ်ပါတယ်ဒီရေဒီယာလေးကိုပြုလုပ်ဖို့အတွက်အရင်ဆုံးပါရီလိုရလဲဆိုရင်မိမိကကြွေပကံများအဖြူလေးတစ်ချက်ရဲ့မိမိကိုအနိုင်ကျင့်နေတဲ့သူစိတ်နှောက်ယှက်ကိုယ်နှောက်ယှက်ဖြစ်အောင်လုပ်နေတဲ့သူသူ့ရဲ့ဓာတ်ပုံလေးတစ်ပုံနိုင်စင်ပုံလေးဆိုရင်ရပြီဒီဓာတ်ပုံလေးတစ်ပုံရဲ့နောက်ပြီးတော့အက်လေးတစ်ချောင်းရဲ့မက်ဆီလေးတစ်စီရဲ့ဖျောင်းနိုင်အနီလေးတစ်ထိုင်ရဲ့ပဲဖြစ်ပါတယ်အရင်ဆုံးဘလို့ပုံစံမျိုးနဲ့ထားရမလဲဆိုရင်ကြွေပကံများအဖြူလေးရဲ့အလေကောင်တက်တက်မှာသူ့ရဲ့ဓာတ်ပုံပေါ့နော်မိမိကိုစိတ်နှောက်ယှက်ကိုယ်နှောက်ယှက်ဖြစ်အောင်လုပ်နေတဲ့သူမိမိကိုပေါ့နော်နိုင်ကျင့်နေတဲ့သူရဲ့ဓာတ်ပုံလေးကိုပကံများလေးရဲ့အလေကောင်တက်တက်မှာတင်မယ်သူ့ရဲ့ဓာတ်ပုံပေါ်မှာမိမိကမြန်မာလိုကိုးကနန်းလေးရေးမယ်ခဲနဲ့ရေးရမှာလားဘောဘက်နဲ့ရေးရမှာလားလို့မမေးနဲ့တော့ခဲနဲ့ပဲဖြစ်ဖြစ်ဘောဘက်နဲ့ပဲဖြစ်ဖြစ်ထင်တာနဲ့ရေးမယ်မြန်မာလိုကိုးကနန်းလေးရေးမယ်ပေါ့နော်ရေးပြီးသွားလို့ရှိရင်အဲ့ဒီကိုးကနန်းလေးရဲ့အပေါ်မှာအက်လေးတစ်ချောင်းကိုတင်အက်လေးရဲ့အပေါ်မှာမက်ဆီလေးတစ်စီကိုတင်မက်ဆီလေးရဲ့အပေါ်မှာမိမိကဖျောင်းနိုင်အနီလေးတစ်တိုင်ကိုမနက်တစ်တိုင်ညတစ်တိုင်ထွန်းညှိပြီးတော့တိတိချချလေးလေးနက်နက်နဲ့သူ့နာမည်ကိုခေါ်ပြီးတော့ဆူတောင်းပေးကြရမယ်ဘယ်လိုမျိုးဆူတောင်းမလဲဆိုရင်သူကတနင်္ဂနွေသားကိုအောင်မဲဆိုပါစို့ပေါ့နော်နေ့တိုင်မသိရင်လည်းရတယ်သူ့ရဲ့နာမည်သိရင်ရပြီတနင်္ဂနွေသားကိုအောင်ဒီနေ့ဒီချိန်ကနေစလို့ငါ့ကိုစိတ်ဒုက္ခကိုဒုက္ခပေးနေတာတွေစိတ်နှောက်ယှက်ကိုနှောက်ယှက်ပေးနေတာတွေအနိုင်ကျင့်နေတာတွေစော်ကားတာတွေဒီနေ့ဒီချိန်ကနေစပြီးတော့ရပ်တန့်ပါစေသူလည်းမိမိအနာကနေပြီးတော့အဝေးဆုံးကိုအမြန်ဆုံးလွတ်ထွက်သွားပါစေဆိုပြီးတော့မိမိကဆူတောင်းပေးကြရမယ်ဒီလိုလေးတိတိချချလေးလေးနက်နက်နဲ့ဆူတောင်းလိုက်မယ်ဆိုရင်တိတ်မကြပါဘူးเนาะရက်တူတူနဲ့တိတိတတထင်းထင်းရှားရှားနဲ့သူကမိမိအနာမှာမနေနိုင်တော့ဘဲနဲ့အဝေးကိုတိတိတတနဲ့လွတ်ထွက်သွားမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့ဆင်မအင်ကြီးကျမ်းမို့ပါနောက်ပြီးတော့လေးကျမပြန်ဆုံးမယ်เนาะကျမချစ်မိတ်ဆွေခုနှစ်သက်သမီးလေးကိုစိတ်နှပြကျမ်းမာချမ်းသာလို့စိတ်ကောကိုရောချမ်းချမ်းသာသာကြံ့ကြံ့မာမာနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကြီးကိုရှောင်လန်းနိုင်ပါစေလို့ကျမဒီကနေ့ပဲမေတ္တာပြုဆုတောင်းပေးလိုက်ပါရနော်